တနေ့ကပြောတာမှာကကြတော့ interview နေ့ကြလို့ရှိရင်ကိုဘလို့နေရမလဲကိုစိတ်ကိုဘလို့ပြင်ဆင်ရမလဲဆိုတဲ့အကြောင်းကိုကျွန်မပြောခဲ့တယ်ဒါပေမဲ့ interview နေ့မှာကိုအဲ့လိုစိတ်ပြင်ဆင်လိုက်လို့ဒီလို energy တွေကိုကောင်းကောင်းယူလိုက်လို့ကိုကအဲ့ဒီမှာဝုန်းကနေဒီ visa ကြီးရသွားတယ်ဆိုတဲ့ပုံစံမျိုးလို့ထင်သွားမှကြောက်တယ်အဲ့ဒါကြောင့်မလို့အရှိနေ့မှာကျမတို့ကဘာပြင်ဆင်တင်တာလဲဆိုတော့ DS160 form ဆိုတာကိုဖြည့်ရတယ်အဲ့လိုဖြည့်တာကလည်းဒီwebsite မှာပဲဝင်ပြီးတော့မှကိုယ့်ဘာကို step by step ဖြည့်လို့ရတယ်ဘာမှခက်ခဲတဲ့အရာမဟုတ်ဘူး English စာကို basic လောက်တက်တဲ့လူကိုပဲဝင်ဖြည့်လို့ရနေပြီပေါ့နော်ဒါပေမဲ့တချို့ကြတော့ဒါကြီးကအရန်ခက်မလားမသိဘူးငါတို့လည်းတစ်ခါမှလောက်တတ်တာမဟုတ်ဘူးဆိုပြီးတော့ကျမတို့ကအရင်ဆုံးဘာတွေလဲဆိုတာကိုမကြည့်တော့ဘဲနဲ့ဟိုပဲFacebook မှာလူတွေရေးကြတာတွေ့ရ DS160 form ဘယ်သူဖြည့်ပေးပါသလဲ agent အဲ့လိုပါတယ်ဆိုတာမျိုးတွေပေါ့နော် agent ကိုပဲအားကိုးလိုက်ကြတယ် agent ကကိုလိုမျိုးကာယကံရှင်ကိုယ်တိုင်လိုမျိုးနှိုက်နှိုက်ချွတ်ချွတ်လေးနဲ့ကောင်းကောင်းမွန်မွန်လေးနဲ့ရေးသားပေးပြီးတော့မှတင်ပေးလိုက်တဲ့ DS160 form ဆိုရင်ကိစ္စမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့ပြီးရောပေါ့နော်တင်ပေးလိုက်တယ်ဆိုလို့ရှိရင် DS160 form ကအရန်အရေးကြီးပါတယ်ကောင်ဆလာတွေကလူတစ်ယောက်ကိုပေးမယ်မပေးဘူးဆိုတာကိုဒီ DS160 form မှာဖြည့်ထားတာတွေနဲ့ interview နေ့မှာပြောတာတွေနဲ့ကိုက်ညီသလားဆိုတာကိုစစ်ပြီးတော့မှသူတို့ကဒီလူကိုပေးမယ်မပေးဘူးကိုချုံးဖြတ်ထားတာဖြစ်ပါတယ်အဲ့ဒီတော့ဖြစ်နိုင်လို့ရှိရင် DS160 form ကိုကိုပါကိုဖြည့်ကြည့်စေခြင်းနဲ့ဖြည့်ကြည့်ပြီးတော့မှကိုဖြည့်ထားတာလေးကကောင်းနေရဲ့လားမသိဘူးဒါနဲ့ပတ်သက်ပြီးတော့ငါတို့အခုမှလောက်တာဘာမှနားမလည်နေဘူးဆိုလို့ရှိရင်တော့ကိုပတ်ဝန်းကျင်မှာ DS160 form ကိုဖြည့်ပူးပြီးသားလူနားလေတဲ့လူကိုတွားပြီးတော့မှငါတော့160 form ကိုဖြည့်ထားတယ်တစ်ချက်လောက်ငါ့ကိုစစ်ပေးကြည့်ပါဟဲ့ငါဖြည့်ထားတာလေးမှာလိုတာပိုတာလေးတွေများရှိလို့ရှိရင်ငါ့ကို comment ပေးပါဆိုတာမျိုးလေးပေါ့နော်တယောက်ယောက်ကိုတွားပြီးတော့ဟိုနားလေတက်ကြွတဲ့လူကိုစစ်ခိုင်းတာအဲ့ဒါကတော့ပို့ပြီးတော့တင့်တော်တယ်လို့ထင်တယ်အရာရာကို agent ကိုပဲအားကိုးတာထက်ဆလို့ရှိရင်ကိုအားကိုးပေါ့နော်ကျမဆိုလို့ရှိရင်ဒီကိုလာတာလင်းလက်မှတ်ခပဲကုန်လာတယ်ကျန်တဲ့ agent ကိုအပ်တဲ့ fees တွေတခုမှကုန်မလာဘူးပေါ့နော်လူတွေအကုန်လုံးကိုအဲ့လိုမျိုးလေးကျမဖြစ်စေခြင်းတယ်အဲ့တော့ interview နေ့မှာစိတ်ပြင်ဆင်ရမှာတခုတည်းမဟုတ်ဘူး interview နေ့မသွားခင်မှာတင်ထားတဲ့ form 160 form ကိုလည်းကောင်းကောင်းမွန်မွန်တက်တက်ရရက်ကြကြနနရေးထားဖို့ကအရေးကြီးပါတယ်ဒီလူက DS160 form မှာရေးထားတာတွေကကျိုးလျောင်းစီလျော်တယ်သူပြောထားတာလေးတွေကငါတို့တွေပေးနိုင်ခြေရှိတယ်ပေးနိုင်ခြေမရှိဘူးဆိုတာကိုသူတို့က80%လောက်တတ်မှတ်ထားပြီးသားဖြစ်တယ် interview နေ့ကြလို့ရှိရင်ကောင်းကောင်းမွန်မွန်ပြောဆိုတတ်တာเนาะဟိုမေးတာနဲ့မေးခွန်းတွေကဟိုကောင်းကောင်းမွန်မွန်လေးလိပ်ပတ်လေအောင်ပြောနိုင်တာဒါမျိုးလေးကိုကြည့်ပြီးတော့မှ30%ဆိုတော့အဲ့ဒီ80%ရဲ့30%ရဲ့ပေါင်းပြီး100%ကိုမှအော်ဒီလူကိုတော့ငါတို့ကပေးမယ်ဒီလူကိုတော့ငါတို့ကပေးဘူးဆိုတော့ဆုံးဖြတ်ထားတာဖြစ်တယ်လို့တော့ကျမရဲ့ personally မြင်တယ်တချို့လူတွေကတော့ DS160 form ကိုဗာလဲ visa officer တွေကမကြည့်ပါဘူးသူတို့မှလည်းအလုပ်တွေရှုပ်နေတာအဲ့လိုမျိုးပြောကြတာမျိုးလည်းရှိတယ်ဒါပေမဲ့ကျမကတော့အဲ့ဒါကိုတိတ်ပြီးတော့ဟို logically မယုံဘူးပေါ့နော်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ DS160 form ကိုတိတိကျကျနနပြင်ဆင်စေခြင်းနဲ့ပြောတဲ့စကားတွေကလည်း DS160 form တွေကအတိုင်းနေပဲကိုက်ညီနေဖို့ link ဖြစ်နေဖို့လိုတယ်ဆိုတာလေးကိုပြင်ဆင်ထားဖို့လိုပါတယ်မြန်မာနိုင်ငံမှာဖြေတာဆိုလို့ရှိရင်မြန်မာလိုမျိုးလေးဖြေခြင်းနဲ့ကိုက English လိုနားမလည်ဘူးဆိုလို့ရှိရင်လေငါ့ကိုများ visa မပေးဘူးလားလို့ကြောက်စရာမလိုဘူးမြန်မာလိုပြောပေမဲ့ခုနပြောသလိုကျိုးလျောင်းစီလျော်တယ်လို့သူတို့ထင်တယ်ဆိုလို့ရှိရင်မြန်မာလိုမျိုး translator လေးထားပေးထားတယ်အဲ့လိုမျိုး translate နဲ့ပြောတာတော့မှကို့မှာဟိုရနိုင်ဖို့အခွင့်အရေးရှိတယ်ဆိုလို့ရှိရင်ပေးပါတယ်အဲ့အတွက်ကြောင့်မလို့ English လိုမျိုးကြီးပြောတတ်မှ US visa ရလိမ့်မယ်ဆိုတာမဟုတ်ပါဘူးเนาะအခုပြောခဲ့တာတွေရောတနေ့ကပြောခဲ့တာတွေရောကျမကြုံခဲ့တဲ့အတွေ့အကြုံတွေရယ်ကျမသိထားတဲ့အချက်အလက်ကလေးတွေရယ်ကိုစုစည်းပြီးတော့မှဟိုဘဟုတုတအဖြစ်ပြောပြခြင်းဖြစ်တယ်ဟို US visa ကို try နေတဲ့လူဖြစ်စေtry နေတဲ့လူမဟုတ်လဲဒါလေးကိုကြည့်ပြီးတော့မှUS visa လူတွေရှောက်နေကြတာကဒီလိုဒီအကြောင်းလေးတွေရှိပါသလားဆိုတာကိုသိရအောင်လို့ကျမပြောပြခြင်းဖြစ်ပါတယ် bye bye